ဒီဗီဒီယိုလေးကတော့ကျွန်တော်ဆီကနေပြီးတော့ Japan Region TikTok account ဝယ်သွားတဲ့ customer တွေအတွက်တည်တံ့လုပ်ပေးထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။ဒါကြောင့်မလို့ခြားလူတွေကြော်သွားလို့ရပါတယ်။ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဆီကနေပြီးတော့ဝယ်သွားတဲ့ Japan Region TikTok account ကိုကိုယ့်ရဲ့ဖုန်းထဲမှာဘယ်လိုမျိုး login ဝင်ရမလဲဆိုတာကိုပြပေးသွားမှာဖြစ်ပါတယ်။ account ဝင်မယ်ဆိုရင်အရင်ဆုံးကျွန်တော်တို့ profile ဆိုတာကိုနှိပ်လိုက်ပါ။ပြီးတော့အပေါ်ဆုံးမှာရှိတဲ့ဒါလေးကိုနှိပ်လိုက်ပါ။ပြီးတော့ဒီလိုပေါ်လာပြီဆိုရင်အောက်ဆုံးမှာရှိတဲ့ edit account ဆိုတာကိုနှိပ်လိုက်ပါ။ပြီးတော့ဒီကအရေးကြီးပါတယ်နော်ကျွန်တော် sign up for TikTok လို့ဖြစ်နေရဆိုရင်ကျွန်တော်ဒီနေရာမှာ login ဆိုတာကိုနှိပ်လိုက်ပါကျွန်တော်ဒီနေရာမှာ login to TikTok လို့ပေါ်နေမှာရပါမယ်ပြီးတော့အပေါ်ဆုံးမှာရှိတဲ့ use phone email username ကိုနှိပ်လိုက်ပါပြီးတော့ကျွန်တော် email username ဘက်ကိုတောင်းလိုက်ပါပြီးတော့ဒီနေရာမှာ email or username လို့ပေါ်နေပါတယ်ဒီနေရာမှာတော့ကျွန်တော်ပေးထားတဲ့ account ရဲ့ Gmail လေးကိုထည့်လိုက်ပါထည့်ပြီးတော့ဆိုရင်ကျွန်တော် continue ကိုနှိပ်လိုက်ပါကျွန်တော်ဒီနေရာမှာကျွန်တော်ပေးထားတဲ့ Gmail ကိုကုတ်လေးပို့မှာဖြစ်ပါတယ်ကိုယ့်ရဲ့ဖုန်းထဲမှာ Gmail login ဝင်ပြီးသွားရင်တော့ကုတ်လေးထည့်လိုက်လို့ရပါတယ်ဒီကတော့ Gmail login ဝင်ရသေးဘူးဆိုရင်ကျွန်တော် login with password ဆိုတာကိုနှိပ်လိုက်ပါဒါဆိုရင်ကျွန်တော် password လေးပဲရိုက်ထည့်ရမှာဖြစ်ပါတယ်ကျွန်တော် password ထည့်ပြီးသွားပြီဆိုရင်အောက်မှာရှိတဲ့ login ဆိုတာနှိပ်လိုက်ပါဒီမျိုးပေါ်လာရင်တော့ကျွန်တော်ကိုယ့်ရဲ့ဖုန်းလေးကိုကျွန်တော် Gmail ထည့်မှာမရမယ်ပေါ့နော်ဆိုတော့ Gmail ကိုကုတ်ပို့မှာပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော် Gmail ကိုပို့လာတဲ့ကုတ်နံပါတ်လေးကိုထည့်လိုက်ပါပြီဒါကကျွန်တော်တို့အများအားတော့တောင်းမှာမဟုတ်ပါဘူးတခါလေတောင်းရင်တော့ဒီလိုလုပ်ပေးပါတခါလေကြာတော့တခါလေ account တန်းဝင်သွားတာမျိုးရှိပါတယ်ဒါဆိုရင်ကျွန်တော်ဖွင့်ပေးထားတဲ့ Japan Region account နဲ့ရောက်သွားပါပြီဘာလို့လဲဆိုတော့ဒီညမှာဒီလိုပုံစံလေးပေါ်နေဒါ Japan Region account မို့လို့ပေါ်တာပါ Japan Region home ကိုဆက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒါလေးကိုနှိပ်လိုက်ပါပြီးတော့ရင်တော့ setting နဲ့ privacy ကိုနှိပ်လိုက်ပါပြီးတော့ရင်တော့အပေါ်ဆုံးမှာရှိတဲ့ account ကိုဝင်လိုက်ပါပြီးတော့ရင် account information ကိုထပ်ပြီးတော့ဝင်လိုက်ပါဒါဆိုရင်ကျွန်တော်ဒီနေရာမှာ Japan လို့ပေါ်နေပြီဆိုရင်တော့ကိုယ့်ရဲ့ account Japan Region လေးပါဒီလောက်ဆိုရင် account ဝင်နေရော Japan Region account home ဟုတ်စင်နေလီရောတည်သွားလောက်ပြီထင်ပါတယ်တခြားသိကျင်တာရှိရင်လည်းကျွန်တော်ရဲ့ chat box မှာအချိန်မရွေးလာပြီးတော့မေးလို့ရပါတယ်လာမေးမယ်ဆိုရင် TikTok မှာ reply မပြန်ခဲ့ရင်တော့ social Facebook မှာ Facebook page လေးမှာတခြားလောက်လာပြီးတော့မေးပေးပါကျေးဇူးတင်ပါတယ်